ရုပ်အလားဆိုတာတတင်ကလေးပါမကြခင်အောင်မင်းယုံရွင်ပြက်စီလားတရားကိုဆွဲလန်းတတ်မှချင်းမလေးစွာကျွေဝါချမ်းသာဒါတွေဟာမမြဲပါရွှေငွေစိမ်များဖို့ထိုက်ချင်းထင်ကြတိတိချပြန်တွေ့ရေတော့သိလာရာလူဘဝတို့ကြုံလာချိန်လေးမှာသူငါစင်တန်းစင်ကန်တို့နေကြတနာစီရာဆွဲမိုက်မမိလေးစွာအိုဒုက္ခအဖြစ်ပြန်မြန်လွယ်အရာရာတိုင်းဟာအချိန်တို့အတွင်းပျက်စီးရလေတာဒါသင်္ခါရတရားမို့မပါနေစားတန်တရားလေခြင်းမှာကြွကွင်းရှောင်းကင်းပုံပမာအဖန်ဖန်ကြုံဘဝအခါကဝေပွားပြီးသိဆုံးရပြန်တာစိတ်အလားကိုပင်ဖြူစင်အောင်ထားပါဒီခန္ဓာအားတရားလောက်ခိုင်းစေပါပါရမီဆိုတာခဏနဲ့မပြည့်စုံလို့ကျင့်ကြံမှာဝိပဿနာအချိန်မီဆောင်ပြုပါ